ဒါဟာမျက်စိကိုအဝတ်စီးထားရင်တောင်ကီလိုမီတာပေါင်းများစွာအကွာအဝေးမှာရှိတဲ့ပြစ်မှတ်ကိုအမိအယပြစ်တက်နိုင်တဲ့ကနဝင်စနိုက်ပါသမားတယောက်ရဲ့အကြောင်းပါဒါပေမဲ့ဒီစနိုက်ပါသမားဟာအရင်ကတော့တာမန်တင်းချဆရာတယောက်သာဖြစ်ခဲ့ပြီးစစ်ပွဲတွေနဲ့တနက်တွေကိုအယမ်းမုန်းတီးခဲ့သူပါဒါပေမဲ့တနေ့မှာတော့သူ့ဘဝထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကသူ့ကိုနူးညံ့တဲ့ဆရာတယောက်ဘဝကနေရက်ဆက်တဲ့စနိုက်ပါသမားတယောက်ဖြစ်ပြောင်းလဲပေးခဲ့ပါတယ်ဇလန်ကယူကရိန်းနိုင်ငံကရွာငယ်လေးတစ်ရွာမှာစတင်ခဲ့ပြီးအိမ်လေးတစ်လုံးမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ဇနီးမောင်နှံနှစ်ဦးကိုပြသထားပါတယ်။အမျိုးသားရဲ့အမည်ကမာကိုလာမက်ကတ်ဖြစ်ပြီးဇနီးဖြစ်သူကနတ်စတီယာနာရှက်ပါနတ်စတီယာဟာပကြီးဆရာမတဦးဖြစ်ပြီးတစ်သားနဲ့ရုပ်တုမျိုးစုံထုလုပ်တတ်ပါတယ်။မာကိုလာကတော့အနီးအနားကကျောင်းတစ်ကျောင်းမှာကလေးတွေကိုတင်ချတင်ပေးတဲ့ဆရာတစ်ယောက်ပါသူဟာဆရာကောင်းတစ်ယောက်ဖြစ်လို့ကလေးအားလုံးကသူ့ကိုချစ်ကြပေမဲ့အေဘွန်ရဲ့ဗန်ဆိုတဲ့ကောင်လေးတယောက်ကတော့သူ့ကိုအမြဲဒုက္ခပေးလေးရှိပါတယ်။အေဘုံကချမ်းသာတဲ့မိသားစုကဖြစ်ပြီးမာကိုလာကတော့ဆင်းရဲတဲ့အတွက်သူ့ရဲ့ရုပ်ရည်နဲ့အဝတ်အစားတွေကိုလှောင်ပြောင်တတ်ပါတယ်။မာကိုလာစိတ်မရှိဘဲသူ့ကိုပြန်ရိုက်မိစေရန်ရည်ရွယ်ပြီးကြောင်းထုတ်ခံရအောင်ကြံစီပေမဲ့မာကိုလာကတော့အရန်စိတ်ရှိပြီးအေးအေးဆေးဆေးနေတတ်သူပါ။မာကိုလာတို့အိမ်မှာ TV စတဲ့ electronic ပစ္စည်းတွေမရှိတဲ့အတွက်ကမ္ဘာသတင်းတွေကိုသူတို့မသိကြပါဘူး။တနေ့ကြောင်းရောက်မှရုရှားကယူကရိန်းကိုတိုက်ခိုက်နေပြီးနေရာတော်တော်များများကိုသိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကိုသူကြားလိုက်ရပါတယ်။အဲ့ဒီနေ့ညနေအိမ်ပြန်ရောက်တော့သူ့ဇနီးမှာကိုဝင်ရှိနေပြီဆိုတာသိလိုက်ရလို့သူအယံဝမ်းသာသွားပါတယ်။နောက်တနေ့မှာမာကိုလာကြောင်းသွားဖို့ထွက်လာရင်လမ်းမှာယူကရိန်းစစ်သားမဟုတ်တဲ့တခြားယူနီဖောင်းဝတ်ထားတဲ့စစ်သား2ယောက်ကိုတွေ့လိုက်ရပေမဲ့အစိုးရကယူနီဖောင်းအသစ်ပြောင်းလိုက်တာလို့ပဲထင်ပြီးကြောင်းကိုဆက်သွားခဲ့ပါတယ်။ဒါပေမဲ့ကြောင်းရောက်တော့ကြောင်းသားတယောက်မှမရှိတော့ပဲရုရှားစစ်သားတွေယူကရိန်းထဲကျူးကျော်ဝင်ရောက်လာပြီဆိုတဲ့သတင်းကိုမြင်လိုက်ရမှသူတွေ့ခဲ့တဲ့စစ်သားတွေဟာရုရှားစစ်သားတွေမှန်းသိလိုက်ပြီးအိမ်မှာတယောက်တည်းကြံခဲ့တဲ့ဇနီးဖြစ်သူအတွက်စိုးရိမ်ပြီးအိမ်ကိုအမြန်ပြန်ပြေးခဲ့ပါတယ်။သူအိမ်ပြန်ရောက်တော့ရုရှားစစ်သား2ယောက်ကသူ့ဇနီးကိုရိုက်နှက်နေတာကိုတွေ့လိုက်ရပါတယ်။မာကိုလာကသူ့ဇနီးမှာကိုဝင်ရှိနေတဲ့အတွက်မရိုက်ဖို့တောင်းပန်ပေမဲ့စစ်သားတွေက2ယောက်လုံးကိုဆက်ပြီးရိုက်နှက်ပါတယ်။အဲ့ဒီနောက်စစ်သားတယောက်ကအိမ်ကိုမီးရှို့လိုက်တဲ့အတွက်နတ်စတီယာဟာဒေါသထွက်ပြီးကြောက်ခဲနဲ့ကောက်ပေါက်မိရာကနေစစ်သားတယောက်ကသူ့ကိုပစ်တက်လိုက်ပါတယ်သူရှိမှတင်ဇနီးတီတေဆုံးသွားတာကိုမြင်လိုက်ရတဲ့မာကိုလာဟာရင်ကွဲမတက်ခံစားလိုက်ရပါတယ်နာရီနှဲငယ်ကြာမှာယူကရိန်းစစ်သား2ယောက်ရောက်လာပြီးနတ်စတီယာကိုမြေမြုပ်ဖို့ကူညီပေးခဲ့ပါတယ်ဇနီးတီမမွေးသေးတဲ့ရင်သွေးနဲ့အိမ်ကိုပါဆုံးရှုံးလိုက်ရတဲ့မာကိုလာဟာကလဲစားချေဖို့ပြင်းပြတဲ့စိတ်နဲ့ယူကရိန်းစစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာတာမန်လူတယောက်ဖြစ်လို့တင်နန်းမှာအခက်အခဲတွေအများကြီးတွေ့ခဲ့ရပေမဲ့မလျှော့သောဇွဲနဲ့ကြိုးစားခဲ့ပါတယ်။တညမှာတော့သူ့ကိုနာမည်နဲ့မခေါ်ဘဲ Raven ကြီးကန်းဆိုတဲ့ကုန်းနာမည်နဲ့ခေါ်ဖို့တောင်းဆိုခဲ့ပါတယ်။ဆဆချင်းမှာလူတွေကသူ့ကိုလှောင်ကြပေမဲ့တနက်အပူပစ္စည်းတွေကိုမျက်စိမိတ်ပြီးစက္ကန့်ပိုင်းအတွင်းတက်ဆင်ပြနိုင်တဲ့အတွက်အားလုံးကအံ့ဩသွားကြပါတယ်။